မော်မန်ကြီးနဲ့စနိုးဝိုက်ရဲ့ဒန်တာကြီးမော်မန်ကြီးရဲ့ဒီလောကမှာဘသူဟာအလှဆုံးလဲဒီမေးခွန်းတစ်ခုကြောင့်ပဲမင်းသမီးလေးတစ်ပါးဟာတောထဲကိုအသက်ခံဖို့စေလွှတ်ချင်းခံခဲ့ရပါတယ်အလှတရားကဘေးဒုက္ခဖြစ်စေခဲ့တဲ့စနိုးဝိုက်ရဲ့ပုံပြင်ကိုပြန်ပြောပြပေးပါမယ်နှင်းလိုဖြူတဲ့အသားရည်ရှိတဲ့စနိုးဝိုက်လေးကိုသူမရဲ့မိထွေတော်ဘရင်မကြီးကအလွန်မနာလို့ဖြစ်ခဲ့ပါတယ်မော်မန်ကြီးကစနိုးဝိုက်ဟာကဘာမှာအလှဆုံးလို့ဖြေလိုက်တဲ့နေ့မှာပဲဘရင်မကြီးကသူမကိုတတ်ဖို့မုံဆိုးတယောက်ကိုခိုင်းလိုက်ပါတော့တယ်။ဒါပေမဲ့မုံဆိုးကတနာတာကြောင့်လွတ်ပေးခဲ့လို့စနိုးဝိုက်လေးဟာတောနတ်ထဲကလူပူလေး9ယောက်ရဲ့အိမ်လေးမှာပုံအောင်နေထိုင်ခဲ့ရပါတယ်။ဘရင်မကြီးဟာစနိုးဝိုက်မသေးသေးမှန်းသိသွားတဲ့အခါအဘွားကိုတယောက်အဖြစ်ရုတ်ခတ်ပြီးအစိတ်ပန်းတီးတစ်လုံးနဲ့တွားရောက်လှည့်စားခဲ့ပါတယ်။ပန်းတီးကိုကိုက်မိလိုက်တာနဲ့စနိုးဝိုက်လေးဟာအသက်မရှိတော့သလိုမျိုးမိမြော်သွားခဲ့ရပါတယ်။လူပူလေးတွေခမသူမကိုမသေးဘူးထင်နဲ့ဖန်ကောင်းတလားထဲမှာထည့်ပြီးနေညမပြတ်စောင့်ရှောက်နေခဲ့ကြတာပေါ့။ဒါပေမဲ့စစ်မှန်တဲ့အချက်ဟာအရာရာကိုအောင်လာတယ်။မင်းသားလေးတစ်ပါးရောက်လာပြီးသူမကိုနမ်းလိုက်တဲ့အခါမှာတော့အိတ်မောကြနေတဲ့စနိုးဝိုက်လေးဟာပြန်လည်နိုးထလာခဲ့ပါတယ်။မနာလိုစိတ်ကြီးတဲ့ဘီယန်မာကြီးကတော့သူမရဲ့မကောင်းမှုတွေနဲ့အတူပျက်စီးသွားပြီးစနိုးဝိုက်တို့ကတော့ထာဝရပျော်ရွှင်စွာပေါင်းဖက်သွားခဲ့ကြပါတော့တယ်။ကျေးဇူးတင်ပါတယ်။နောက်ထပ်ဘယ်လိုဗီဒီယိုလေးတွေတင်ဆက်ပေးမလဲဆိုတာသိရဖို့ like, follow, subscribe လေးလုပ်ပါနော်။